အားလုံးပဲမင်္ဂလာပါကားစိတ်တာဒုက္ခနဲ့ပြည့်စုံပါစေလို့မင်္ဂလာဆုံးတော်လိုက်ပါပဲเนาะကျွန်တော်တို့ဘာဆရာအမြင်နဲ့ခါတယ်ဆရာမင်းဒုက္ခပဲဖြစ်ပါတယ်ဒီဗီဒီယိုလေးကတော့905လ2025ခုနှစ်အတွက်ပေါ့เนาะတင်းလာသားသမီးရဲ့เนาะကန်စာတာလေးကိုเนาะတရက်စာကန်စာတာလေးကိုเนาะကန်ဆိုးကောင်းလေးကိုပြောပြပါဖြစ်ပါတယ်အဲ့တော့ကျွန်တော်တင်းလာသားသမီးပါဆိုလို့ရှိရင်ဒီဗီဒီယိုလေးမှာ comment လေးကိုရေးခဲ့ပြီးပါဦးညเนาะအဲ့တော့905လ2025တရက်တာမှာတဲ့တင်းလာသားသမီးsorry တင်းလာသားသမီးကြီးကကန်ကောင်းတဲ့နေ့ဒီနေ့ဖြစ်ပါတယ်တဲ့เนาะတင်းလာသားသမီးရဲ့ဒီနေ့မှာเนาะအရာရာကိုကနေပြီးတော့ဥဆောင်ရွက်နိုင်တဲ့အနေအထားလေးရှိတယ်ကိုကဥဆောင်ဆောင်ရွက်တဲ့ကိစ္စတွေမှာလည်းအောင်မြင်ပြီးမြောက်နိုင်တဲ့အနေအထားလေးတွေမှာတဲ့ရှိပါတယ်တဲ့နောက်တစ်ခုကတော့တင်းလာသားသမီးရဲ့ဒီနေ့မှာအများကနေပြီးကိုအားကိုချင်းခံရတဲ့နေ့လေးလေးဖြစ်ပါတယ်တဲ့เนาะပြီးတော့မိမိပြောဆိုသမျှတွေကလည်းပေါ့ရအောင်မြင်နိုင်ပါတယ်တဲ့အစီအမီချုံးမွေနိုင်ပါတယ်တဲ့เนาะအဲ့တော့မိမိလို့အကြံစီရတဲ့အကြံစီတွေတဲ့လောက်ကင်မဲ့အလောက်ကင်လေးတွေတဲ့အကြံစီလေးတွေကအကောင့်ထဲဖော်နိုင်မဲ့နေ့လေးတစ်နေ့ပဲဖြစ်ပါတယ်တဲ့ဒီနေ့အဲ့တော့တင်းလာသားသမီးတွေအတွက်9ရက်5လ2025တရက်တာဒီကံကောင်းတဲ့နေ့လေးပဲဖြစ်ပါတယ်ဗျာเนาะအဲ့တော့တင်းလာသားသမီးပိုင်းဗီဒီယိုမှာ comment လေးဝင်ခဲ့ပေးပါဦးမိတ်ဆွေတို့အနေနဲ့เนาะအကျိုးရှိမယ်ဆိုလို့ရှိရင်ဒီဗီဒီယိုလေးမှာအကောင့်လေးကိုအပေါင်းလေးနှိအသေးလေးပြီး share လေးလုပ်ခဲ့ပြီးပါဦးများအားလုံးပဲကျေးဇူးတင်ပါတယ်ကားစိတ်ဓာတ်ဒုက္ခနဲ့ပြည့်စုံပါစေလို့ငါဆုငေါတောင်းပလိုက်ပါဗျာနောက်ဗီဒီယိုများမှာနောက်နေ့တိုင်းဆက်တင်ပြပါမယ်เนาะကျေးဇူးပါ